နောက်တစ်ခုဆိုလို့ရှိရင်သူတို့ရဲ့ရှေ့မှာနော်သူတို့ဒီမှာ do you eat ရသွားပြီ do you eat အရှေ့လည်းထည့်မယ်အနောက်လည်းထည့်မယ်ဒါပေမဲ့လောလောဆယ်သူ့ရဲ့နောက်မှာစလုံးလေးတစ်ခုပို့လာမယ်နော်စားတဲ့ဥစ္စာပို့လာမယ်ဆရာတို့မြန်မာနိုင်ငံမှာမနက်ပိုင်းဆိုလို့ရှိရင်ဘာတွေစားလဲမုတ်ခင်းကအတုပ်နော်ဆရာဒီမှာတော့မုတ်ခင်းကားကိုပဲဦးစားပေးပြောသွားမယ်နော်ကဲဆရာနည်းနည်းဒူးလေးထောက်လိုက်မယ်နော်ကဲနောက်တစ်ခုကြည့်ရအောင်ဒါအလွယ်ပိုင်းကနေပြီးတော့နည်းနည်းလေးတိုးသွားမယ်နော် do you eat မုတ်ခင်းကဘာလေးတိုးလာလဲမုတ်ခင်းကားလေးတိုးလာတယ်ဟုတ်တယ်နော်မုတ်ခင်းကားလေးတိုးလာတယ် do you eat မင်းစားလားမုတ်ခင်းကားကို do you eat မုတ်ခင်းကားဘာမှလို့ပြောတယ်ဆိုမင်းမုတ်ခင်းကားစားလားဟုတ်ကဲ့ကျွန်တော်မုတ်ခင်းကားစားတယ်ဟုတ်ကဲ့ဆိုတာပါတယ်မြန်မာကိုကြည့်လိုက်ဟုတ်ကဲ့ကျွန်တော်မုတ်ခင်းကားစားတယ်ဟုတ်ကဲ့ဆိုတော့ yes ကျွန်တော်ဆိုတော့ဒီမှာမင်းနဲ့မေးတာတော့ကျွန်တော်နဲ့ပြန်ဖြေတာကျွန်တော်ဆိုတော့ကျွန်တော်ကျမ I စားတယ်ဆိုတော့ eat နော်မုတ်ခင်းကားဆိုတော့မုတ်ခင်းကားဒီလိုလေးပဲသွားနော်ဆရာပြောပြထားတဲ့အတိုင်းလေးပဲသွားကြည့်လေ့ကျင့်ကြည့်ရတယ်တချို့လူတွေကဟာအတူကောက်ပဲပြောခဏလေးနေပါဦးနော်ခဏလေးနေပါဦးဘာဖြစ်လို့လဲဒီအတိုင်းလေးပဲလေ့ကျင့်ကြည့်ပါဒါမတက်တဲ့လူတွေကိုဆရာသင်ပေးနေတာနော် do you eat မုတ်ခင်းကားမင်းစားသလားမုတ်ခင်းကားမင်းမုတ်ခင်းကားစားသလားဟင်းကျွန်တော်မစားဘူးဆိုရင်ဟင်းဆိုတော့ no ကျွန်တော်ဆိုတော့ I မစားဘူးဆိုတော့ don't eat မုတ်ခင်းကားဆိုတော့မုတ်ခင်းကား do you eat မုတ်ခင်းကား yes I eat မုတ်ခင်းကား no I don't eat မုတ်ခင်းကားဒီထီကိုရမယ်ထင်တယ်နော်လေ့ကျင့်မယ်ဆိုလို့ရှိရင် do you eat မုတ်ခင်းကား yes I eat မုတ်ခင်းကား no I don't eat မုတ်ခင်းကားအဲ့လိုလေ့ကျင့်မယ်ကဲကိုကနေပြီးတော့နိုင်ငံခြားသားကိုမေးပြီဆိုလို့ရှိရင်မေးလိုက်မယ်ကိုကမေးရမှာဟုတ်တယ်နော်ကိုကမေးလိုက်မှာသူနဲ့ကိုနဲ့စကားပြောပြမှာဟုတ်ပြီလားဒီတိုင်းစကားသွားပြောလို့ရှိရင်ကိုဘာမှကိုမှစကားလုံးမရှိလို့မရဘူးလေစကားလုံးရှိမှရမှာစကားလုံးရှိမှဆိုရင်ကိုတလုံးပဲရတစ်ချောင်းပဲရပြောကိုကဒီတစ်ချောင်းရသွားပြီဆိုရင် do you eat မုတ်ခင်းကားတော့ပြန်ဖြစ်မယ် yes စားတယ်ဆိုရင် yes I eat မုတ်ခင်းကားမစားဘူးဆိုလို့ရှိရင် no I don't eat မုတ်ခင်းကားတစ်ချောင်းလောက်ပြောလိုက်တာနဲ့မင်းဒီနိုင်ငံခြားသားနဲ့စကားပြောလို့ရတယ်တစ်ချောင်းတီတစ်ချောင်းပြောမယ်မသိမပြောဘူးပေါ့နော်တစ်ချောင်းတီတစ်ချောင်းပြောမယ်အဲ့လိုနည်းနဲ့ဆရာတို့သွားမယ်ဟုတ်တယ်နော်စကြွိုင်းတွေမပါဘူးနော်အတော်တွေမပါဘူးနော်အတော်တွေကိုပြောတာမဟုတ်ဘူးအခြေခံအလယ်တန်းအဆင့်6တန်းလောက်ကနေရှိတဲ့လူတွေလေ့လာလို့ရအောင်ဟုတ်တယ်နော်ဆရာကလည်း practice ဒီမှာလုပ်ပေးတယ်ဟုတ်တယ်နော်ကဲနောက်တစ်ခုလေးသွားရအောင်နောက်တစ်ခုကဘယ်လိုသွားမလဲကြည့်ဒီစကလုံးတစ်လုံးနဲ့ဆရာတို့အခုဒီမှာလုပ်သွားပြီနော်အဓိကကဒီ do you eat ဒီနေရာမှာအစားလေးတွေတွင်းသွားလို့ရတယ်ကဲနောက်တစ်ခု do you eat ရဲ့နောက်မှာမုတ်ခင်းကားပို့လာတယ်နောက်တစ်ခုကိုသွားမယ်နောက်တစ်ခုက do you eat ရဲ့အရှိမှာနော်ဘာထည့်မလဲကြည့်ဘာဖြစ်သွားပြီလဲဆရာဒီလိုပဲဒူးထောက်လိုက်မယ်နော်မမြင်ရမှာစိုးလို့ do you eat ရဲ့အရှိမှာ WHAT what ရဲ့အဓိပ္ပာယ်ကဘာလဲလို့ပြောတယ်မြန်မာလိုနော်ဒီမှာ do you eat မင်းစားလား what ရှေ့မှာထည့်လိုက်တော့ what do you eat ဘာကိုမင်းစားလဲဘာစားလဲဟုတ်တယ်နော်အဲ့ဒါကြတော့ yes or no မဟုတ်တော့ဘူးသူကတခါတည်းကျွန်တော်ကျမဆိုတာလာတယ်ကျွန်တော်ကျမဆိုတာ I ပြီးလို့ရှိရင်ကိုစားတာကိုပြောတယ် I eat ဘာစားလဲ I eat ထမင်းနဲ့ဟင်းနဲ့စားတယ် I eat rice R-I-C-E rice and curry C-U-R-R-Y curry I eat rice and curry မင်းဘာကိုမင်းစားတယ်လဲ What do you eat ကျွန်မစားတယ်ကျွန်တော်စားတယ် I eat နော်ဘာကိုစားတာလဲထမင်းနဲ့ဟင်း rice and curry နော်ဒါလေးတွေဒီစကားလုံးတစ်လုံးနဲ့ဒါတွေကိုပြောလို့ရလာတယ်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကြည့်အောင်နော်ဒီ do you eat ရဲ့ရှေ့မှာပဲတစ်ခုထည့်တယ်
do you eat ရဲ့ရှေ့မှာဆရာဘာလေးပို့လာလဲ WHERE where ဆိုတာဘယ်မှာလဲဘယ်နေရာလဲဘယ်နေရာလဲဘယ်မှာလဲဘယ်နေရာမှာ do you eat မင်းစားလဲဘယ်နေရာမှာမင်းစားလဲဆရာတို့ကမြန်မာလူမေးလိုက်တော့မြန်မာလူမျိုးတွေပြန်မဖြေဘူးလားကျွန်တော်အိမ်မှာထမင်းစားတယ်ကျွန်တော်စားတော့ဆိုင်မှာစားတယ်စားတော့ဆိုင်အိမ်ဆိုတဲ့နေရာတွေပါလာပြီဒီမှာကြည့်မယ်ကျွန်တော်စားတယ်ကျမစားတယ် I eat ဘယ်မှာစားလဲအိမ်မှာဆိုတော့ at home ဟုတ်တယ်နော်အိမ်မှာဆိုတော့ at home နောက်တစ်ခုကစားတော့ဆိုင်မှာဆိုရင် in a restaurant 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 နော် restaurant where do you eat ဘယ်နေရာမှာမင်းစားလဲကျမအိမ်မှာစားတယ်ကျွန်တော်အိမ်မှာစားတယ်ကျမ I စားတယ် eat အိမ်မှာ at home စားတော့ဆိုင်တစ်ဆိုင်မှာစားတယ်ကျွန်တော် I စားတယ် eat စားတော့ဆိုင်မှာဆိုတော့ in a restaurant နော်စကားလုံးတစ်လုံးပဲသိဒီလိုနီးလေးတွေနဲ့ဆိုရင်စကားကိုမပြောနိုင်စရာအကြောင်းကိုမရှိဘူးနော်ဆရာဘယ်လိုလေ့ကျင့်ရမလဲနီးသိသွားပြီဆိုရင်ကိုယ့်ဘာကိုလေ့ကျင့်လို့ရတယ်ဟုတ်တယ်နော်လေ့ကျင့်လို့ရတယ်နောက်ပြီးတော့အဲ့လိုမျိုးလေးတွေကိုသိကျင်လို့ရှိရင်သင်တန်းလေးမကြခင်နော် online သင်တန်းနော် online သင်တန်းမကြခင်ဖွင့်ပါမယ်အဲ့ဒီမှာတက်လို့ရတယ်နော်ကဲအခုကတော့ဒါလေးတွေကြည့်ပြီးတော့လေ့လာကြည့်လိုက်ပါဦးနော်သင်တန်းတက်ချင်တဲ့လူတွေလည်းစာရင်းသွင်းလို့ရတယ်နော်စာရင်းသွင်းလို့ရတယ်ဒီမှာအောက်မှာဖုန်းနံပါတ်လေးတွေပေးထားမယ်ဟုတ်ပြီလားကဲအခုတော့ဒီလောက်ပါပဲနောက်တစ်ခုဆိုလို့ရှိရင်သူတို့ရဲ့ရှေ့မှာ